မိုးဆုံချုပ်ခဲ့ပြီယာယီညာအိတ်နားကိုရဆင်စခန်းသို့ရောက်သည့်အခါမိဖို့များပင်ဖိုထားပြီးဖြစ်သည်အောက်မဆင်မှုရန်များကလီဇာနှင့်ကမုံတို့အတွက်ယာယီတဲလီတစ်လုံးစီစဉ်ပေးခဲ့သည်တောချင်များရန်မှကင်းဝေးရန်မိရှုထားသောနနွင်းတဲ့အနံများကခပ်ပြန့်ပြန့်သင်းနေ၏မမကတိတ်လှတာပဲနော်သမီးတို့ထင်တာကနန်းတွင်းကမင်းသမီးလို့တောင်ထင်ထားတာကမုံလဲအဲ့ဒီလောက်မမြောက်ပါနဲ့အမတို့ကဘရင်ကြီးတွေပါဘယ်ကဘလို့နန်းတွင်းမင်းသမီးဖြစ်ရမှာလဲအင်းနော်သမီးတို့ကိုလည်းအဘကမင်းသမီးလေးတွေတိတ်ဖြစ်စေချင်တာတဲ့အဘကနန်းတော်ကြီးကအကြီးတော်တွေကိုငွေပေးပြီးသမီးတို့ကိုနန်းတွင်းတက်အပ်တဲ့စာတွေဓလေ့တွေသင်ခိုင်းနေသမီးကတော့မင်းသမီးမဖြစ်ချင်ပါဘူးအဲ့ဒီနန်းတော်ဆိုပြီးလေးဘက်လေးတန်ကာထားတဲ့နေရာကြီးမှာမနေချင်ဘူးရဲ့ဟောဒီလူတော်ကြီးထဲမှာမှလွတ်လပ်ဆော့ကစားလို့ရသေးတယ်မမရဲ့စကားများမှလေးခမုံကသူ့ထုံးတဲ့အတိုင်းတွတိတွတ်တာစကားများပြောပြီးမိဘုံဘေးတွင်အိပ်ပျော်သွားသည်လီဇာကခမုံကိုမပွေပြီးယာယီတဲပေါ်မှအိပ်ရာတွင်တင်လိုက်သည်ထို့နောက်အိပ်ဆက်လျံလဲလျောင်းလိုက်၏